ဗုဒ္ဓဟူးသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်ကံကြမ္မာကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဒီအချိန်မှာရင်းနှီးတဲ့သူတွေနဲ့ခွဲခွာတတ်တဲ့ကာလဖြစ်ပါတယ်သူတို့ကကိုယ်ကိုမကောင်းပြောတာမျိုးတွေခံရတတ်ပါတယ်အုပ်စုဖွဲ့ပြီးတော့ကြောက်ချတာမျိုးတွေကြုံရတတ်တဲ့ကာလဖြစ်ပါတယ်အမှုဟောင်းအနာဟောင်းတွေပေါ်ပေါက်လာတတ်ပါတယ်ကိုကအမှန်လျောက်လောက်ကလေးရဲ့နဲ့ဒုက္ခရောက်တတ်တာလဲဒီအကိန်းမျိုးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်အထူးသတိထားသင့်ပါတယ်အလူတန်းတစ်ခုပြုတ်လို့ရပါလိမ့်မယ်ဒီပေါက်တလိုမျိုးဝေအစုလိုက်ပြုံလိုက်ဝင်လာနိုင်တဲ့ကာလဖြစ်ပါတယ်ဖြက်လန်းစီးပွားရေးတွေကတော့အကျိုးမပေးပါဘူးဒုက္ခတွေ့တတ်ပါတယ်မျက်နှာချင်းဆိုင်ခေါင်းရင်းဘက်အိမ်များမှာအလူမင်္ဂလာဆောင်ပေါ်ပေါက်တတ်ပါတယ်အဲဒါလိုပေါ်ရင်တော့အင်မတန်ကောင်းပါတယ်မိမိအိမ်မှာစီးပွားတက်ပါလိမ့်မယ်ကိုယ်ဝင်ဆောင်တဲ့ရှိမယ်ဆိုရင်တော့ယောက်ျားလေးမွေးဖွားတတ်ပါတယ်ငွေဝင်ပါလိမ့်မယ်အခြေနှချောင်းရောက်ရှိလာတတ်ပါတယ်မိမိအလုပ်မှာစိတ်မဝင်စားပဲဖြစ်နေမယ်အလုပ်ပြောင်းကျင်တာမျိုးတွေဖြစ်နေတတ်ပါတယ်အိမ်တွင်းရေးအိမ်နောက်ရေးမှာလည်းဒုက္ခတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်မိမိရဲ့အလုပ်မှာအထက်လူကြီးကြောင့်စိတ်ညစ်ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာဦးကောင်းအာယုံကြောနဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးတွေဖြစ်တတ်ပါတယ်လူမျိုးကြားမဆကိန်းရှိပါတယ်ခရီးမကြာခဏသွားပါလိမ့်မယ်ဆွေမျိုးတွေကိုလည်းအကူအညီပေးရတတ်ပါတယ်တော့တန်တဲ့စတဲ့ပစ္စည်းတွေဝင်လာပါလိမ့်မယ်ပညာရေးအင်တာဗျူးသင်တန်းစတာတွေနဲ့ပတ်သက်ပြီးတော့အခက်အခဲကြုံတွေ့ရတတ်ပါတယ်မိမိပိုင်နဲ့ရွှေထွက်တာရွှေတွက်စကားပြောရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မိမိရဲ့အိမ်ရဲ့အဝင်လန်းဟာတနည်းနည်းနဲ့အဖြစ်စီးရှိနေတတ်ပါတယ်စီယောဂမျက်စိယောဂမျိုးတွေလည်းကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာပြစ်စာတိုင်စာတွေရောက်ရှိလာတတ်ပါတယ်ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ငွေရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍကတော့ခွန်ကဏ္ဍနှစ်ကဏ္ဍဖြစ်ပါတယ်ကံစတာအညံ့ခိုက်များပြပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ဇာတပရိနေမနဲ့စောစောမှာအိမ်ဖျားမှာဒိန်ကျင်နှစ်ဘူးကတ်လူပြီးတော့ဆုတောင်းပါခင်ဗျာ